logo တွေမှာအယောင်ရွေးချယ်တဲ့အခါလုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးတင့်လျော်တဲ့အယောင်တွေကွာခြားတတ်ကြပါတယ်နံပါတ်1ကတော့ technology software ID တွေမှာအသုံးပြုတဲ့အယောင်တွေကတော့ blue black white silver ဖြစ်ပါတယ်သူ့ရဲ့အယောင်အဓိပ္ပာယ်တွေကတော့ယုံကြည်စိတ်ချမှုတည်ငြိမ်မှုမျှတမှုတဲ့နည်းပညာတိုးတက်မှုကိုကိုစားပြုပါတယ်နံပါတ်2ကတော့ finance banking investment လုပ်ငန်းတွေဖြစ်ပါတယ်အကြံပြုအယောင်တွေကတော့ blue green gold decorate ဖြစ်ပါတယ်အယောင်တွေရဲ့အဓိပ္ပာယ်ကတော့ယုံကြည်မှုတည်ငြိမ်မှုငွေကြေးပွားလာမှုတို့ဖြစ်ပါတယ်နံပါတ်3ကတော့ကျန်းမာရေးလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအသုံးပြုရမယ့်အယောင်လေးတွေဖြစ်ပါတယ် blue green white အယောင်လေးတွေဖြစ်ပါတယ်အယောင်တွေရဲ့အဓိပ္ပာယ်ကတော့တန်ရှင်းမှုစိတ်ချရမှုကျန်းမာရေးနဲ့သဘာဝကိုကိုစားပြုပါတယ်နံပါတ်4ကတော့ education center တွေမှာအသုံးပြုတဲ့အယောင်တွေဖြစ်ပါတယ် blue orange yellow အယောင်တွေရဲ့အဓိပ္ပာယ်ကတော့သင်ယူမှုဖန်တီးမှုစွမ်းအင်နဲ့အာရုံစိုက်မှုကိုမြင့်တင်တယ်လို့အဓိပ္ပာယ်ရပါတယ်နံပါတ်5ကတော့အစားအသောက်တွေမှာ food product တွေမှာအသုံးပြုတဲ့အယောင်တွေဖြစ်ပါတယ် red yellow orange green ဖြစ်ပါတယ်အယောင်တွေရဲ့အဓိပ္ပာယ်ကတော့စာလောင်မှုကိုမြင့်တင်တယ်စိတ်လှုပ်ရှားမှုရှိပြီးတဘာဝနဲ့ချိတ်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုသက်ရောက်ပါတယ်နံပါတ်6 fashion beauty cosmetic product တွေမှာအသုံးပြုတဲ့အယောင်လေးတွေဖြစ်ပါတယ် black pink purple gold အယောင်တွေရဲ့အဓိပ္ပာယ်ကတော့ချစ်ချင်းအလားတရားနဲ့တက်တောင့်တက်တာဖြစ်စေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသက်ရောက်စေပါတယ်နံပါတ်9ကတော့ construction crew တွေမှာအသုံးပြုတဲ့အယောင်လေးဖြစ်ပါတယ် blue green brown gray အယောင်တွေရဲ့အဓိပ္ပာယ်ကတော့တည်ငြိမ်မှုယုံကြည်မှုတဘာဝနဲ့ငွေကြေးတန်ဖိုးကိုဖော်ပြတဲ့အယောင်တွေဖြစ်ပါတယ်နံပါတ်10ကတော့ travel group တွေမှာအသုံးပြုတဲ့အယောင်တွေဖြစ်ပါတယ် blue yellow orange green အယောင်တွေရဲ့အဓိပ္ပာယ်ကတော့ပျော်ရွှင်မှုခီးသွွားလိုစိတ်တဘာဝနဲ့ချစ်ခင်မှုကိုဖော်ပြတဲ့အယောင်တွေဖြစ်ပါတယ်နံပါတ်9ကတော့ entertainment လုပ်ငန်းတွေမှာအသုံးပြုတဲ့အယောင်တွေဖြစ်ပါတယ် red black purple yellow အယောင်တွေရဲ့အဓိပ္ပာယ်ကတော့စိတ်လှုပ်ရှားမှုဖန်တီးမှုစွန့်စားမှုတွေကိုဖော်ဆောင်တဲ့အယောင်တွေဖြစ်ပါတယ်နံပါတ်10ကတော့ NGO ဖွဲ့စည်းတွေမှာအသုံးပြုတဲ့အယောင်တွေဖြစ်ပါတယ် green brown blue white အယောင်တွေရဲ့အဓိပ္ပာယ်ကတော့တဘာဝတာဝန်ခံမှုနဲ့စွမ်းအင်ထိန်းသိမ်းမှုတို့ကိုဖော်ပြပေးတဲ့အယောင်တွေဖြစ်ပါတယ်